ဟုတ်ကဲ့ဒီတပုတ်ကတော့တော်လိုင်းကိစ္စတွေလုပ်ရင်းအကြောင်းမျိုးကြောင့်မိဘနဲ့ပြန်မတွေ့နိုင်သေးတဲ့သားတွေသမီးတွေအတွက်ရည်ရွယ်ပြီးတော့ရေးဖွဲ့ထားတာဖြစ်ပါတယ်တချင်းလေးနာမည်ကအောင်ဝဲနဲ့အတူလှမ်းခဲ့မယ်မေမေတဲ့တတိယလိုက်တာမေမေရဲ့အယံမဲလွမ်းနေမေမေရဲ့အမေရဲ့သားခုတော်ဝေးချီရောက်နေတယ်အမေရဲ့မြေတာကျင်နာတွေတာတွေ့တဲ့မှာမြင်ရောက်နေကလေးဘဝတော့ငါဆိုမိုက်ခဲ့တာတွေအမေရှင်ခွင်လေးတာလေးလွမ်းလို့တန်တာနေတယ်အပေးခဲ့တဲ့အမေရဲ့စကားတွေပြောင်းလဲမသွားတဲ့အမေချစ်ချင်းတွေတာလေးတွေ့တော့အားတစ်ခုဖြစ်စေတယ်အမေရဲ့ကျေးဇူးဆက်ခွင့်မရခင်အဝေးရောက်သားရဲ့နှလုံးသားထဲမှာလက်ဆယ်ပြားထိတ်မှာမိုးကရှိခိုးပါရစေအမေအာတင်ထားပါမေမေရေပြုံးထားလိုက်ပါမေမေရေအမှန်တရားပဲသားတို့ရဲ့ဒီနေပါတယ်အမေအမေရဲ့မျက်ရည်ကုန်ယူနေသားတို့သစ္စာကဘာဒီစေလက်တကန်းကသားတို့ပန်းနိုင်မြင်နေပါပြီအမေအမေတစ်ချိန်ချိန်တော့လေအောင်ပန်းများပိုင်လို့လှမ်းငယ်မဲ့အမေမဝတဝနဲ့စားခဲ့သမျှတွေအကျဉ်းချခဲ့တဲ့နေရက်လေးတွေသားတို့တွေ့တော့လမ်းခုလက်ပါမေပြည်သူရဲ့နှလုံးသားထဲမှာအုတ်တစ်ချက်သေးတဲ့ပွင့်ဖြစ်ဖို့အတွက်ရာအမိန်တွေကိုမျက်ကွယ်ပြုကအန်တူခဲ့ပြီအမေမဝတဝနဲ့စားခဲ့သမျှတွေအချင်းချခဲ့တဲ့နေရက်လေးတွေသားတို့တွေ့တော့လန့်ခုလက်ပါအမေပြည်သူရဲ့နှလုံးသားထဲမှာအုတ်တစ်ချက်သေးတဲ့ပွင့်ဖြစ်ဖို့အတွက်ရာအမိန်တွေကိုမျက်ကွယ်ပြုလို့သားတို့အန်တူခဲ့ပြီအမေကျွန်တော်တို့ရဲ့ဒီမိုကရေစီမိခင်ကြီးကိုလည်းမြင်အောင်ပြီးတော့ရေးဖွဲ့ထားတဲ့တခြင်းလေးပါဗျာကျေးဇူးအများကြီးတင်ပါတယ်